ခန်းကြီးလေးတွေလှုပ်နေရတည့်ရလေးတွေလွင်နေရအပင်လေးတွေရင်ကနေရနေပြီးရှိနေလို့တချို့သိကြတယ်တချို့ကတော့မသိလိုက်ကြပါဘူးဒီပြည်လေးကိုအာနာလိုက်တာဒီပြည်ဆိုတာမြင်ရတဲ့အရာမဟုတ်ဘူးခံစားကြည့်မှသိနိုင်တဲ့အရာတဲ့ဒီပြည်ဆိုတာရှိကြောင်းသိနိုင်မှုခြားကန်ဖြစ်စစ်တကူလိုရလေအချစ်ဆိုတာလေးလေးပြည်လိုပါပဲ哇，家是有些感觉，第一位，哎呀，谢谢。的包里去是样的，追月追为了为了你家的，我背个多少呀也没路偏没过不地步。ချစ်လူတွေထူထပ်လာတဲ့လောကကြီးတဲ့ကွယ်ကိုဟာကံဖိမစွာမင်းနဲ့တွေ့ခဲ့တယ်ဒါဟာကကောင်းခြင်းတစ်ခုရဲ့အချစ်ရဲ့ရှင်တန်ရာခြင်းတွေပဲမင်းကြောင့်လေးပဲကွယ်တရားရင်းနဲ့ဘဝကိုချွေးသိမ်းပေးခဲ့တယ်ရှင်မမမောဆုံးပဲကွယ်မချင်တဲ့ချစ်လောက်ရဲ့ခြင်းဝေဒနာများရဲ့မင်းကြောင့်ပဲပြောက်ကွယ်တကူစားတဲ့နေခြင်းတွေများပဲရှင်ပဲပြောက်ကွယ် ငယ်ချင်းနဲ့ ဒီနေ့ကမှဘုံရုံးနေစမှာကြာနေ ခဏလေးပါ ဒီဘုံရုံးကြာနေတယ်မကြောက်တဲ့နေတယ် ခဏလေးဟမ် အချစ်ကိုဟာပြိုလဲချင်မှတာချခဲ့ဘူးလေကံကိုအိတ်တဲ့ကဘဝနဲ့ရှင်ဘူးလေYou might careဘူးလေအချစ်ပိုင်ဆိုင်ရာခြင်းတစ်ခုကိုချစ်လို့တမန်နေ နင်လောက်တည်ဟာပဲနော်နှစ်ယောက်တည်းရှိတဲ့ချိန်မှာနင်လောက်ခွန်းလာ ဟာပြောကြရှိလို့နေ I can't really give ပြေပြောရလည်းမကုန်ဘူးအလောက်ကလောက်မှမလုပ်လို့မရဘူးအလောက်ကဒီလောက်မှမလုပ်လို့မရဘူးနှစ်ယောက်တည်းရှိတဲ့ချိန်မှာဒီဖုန်းကလာ ဟာအဲ့တော့မတက်နိုင်ဘူး နင်လည်းတော့လွန်လာဗျာပြောနေတော့နှစ်ယောက်တည်းရှိတဲ့နှစ်ယောက်တည်းပဲရှိတယ် စေတော့ 谁到位？哦，咱嘞，俺这个路边。就是标，你今天正在标那个，那前面是那个，然后对。 ငယ်ချင်းနေရှိရအောင်ပြောနေ နိုင်ပြီအပြစ်လို့ပါအာ သက်တယ်ဘုန်းတော်မှာ လူကြီးမှုဆိုရှင်ချက်ချင်းတော့မြတ်တဲတယ်
ရတယ် သွားပြီအဲ့ဒါ အောင်ဆက်တယ်လား အဲ့ဒီမနေ့တော့ဘုန်းခေါ်လို့နေတော့ဘုန်းကနေပါလို့အဲ့တကယ်စနေရချိန်ကုန်နေမို့လားငါဒီလောက်စိတ်ဆိုးရအောင်နေငါ့ကိုမချော့ခဲ့ဘူးနော်အခုဒီနေရာရောက်လာလို့နေငါ့ကိုမချော့ငါကိုချော့ကန်ချော့ငါကိုချော့ကန်နေချော့နေ မင်းပြောနေနေကွာမင်းကလည်းနားလဲကိုတိဆောက်လာအချိန်တော်ကြာနေအတိုးတက်မှုမှရှိဘူးမင်းတို့တော်စိတ်ကုန်လာ ငါစိတ်ကောင်းမှာငါစိတ်ကောင်းငါစိတ်ကောင်းမှာ နေသွားကြမှာ ဟုတ်ပါရဲ့တခါကြီးစားဘာလို့ ဘာကြီးလဲ တခါကြီးစားနေဘာလို့ဖြတ်ခုတ်လဲ ဟုတ်ဘူးလေမမဖြတ်ခောက်ဘူးနော်ရှင်းရှင်းလာဘာကြီးတဒါပါလိုက်ဒါပါချင်းနေကြီးလေ ဟိုမှာ ရှင်းပြတော့ဒီကျမဘယ်လောက်ဖြစ်နေလဲ အဲ့ဒီစမိုးရဲတောင်းတာလို့ လုံးတယ်ပါလေ လောက်တော့ဘာဖြစ်နေလဲတုံးကြည့်လို့ဆိုမကြနဲ့ဘူးပြေးဘူးဟုတ်ပြန်ပြီပြောင်းနေတော့မပြေး အဲတော့လိုက်တော့အမေကိုလမ်းခွဲစကားပြောတဲ့အချိန်တော့မင်းလက်မခံပဲခုမှမင်းကိုရွေးချယ်တဲ့နှစ်ခုပေးမယ်ငါ့ကိုဆုံးလို့မလားခွင့်လို့မလား မင်းကဆက်စစ်နေကြတယ်တွဲလာကြတာလေငါနေကငါ့ဘဝတစ်ခုလုံးဘုံကပြေးတာအခုဘာမှမဟုတ်ပဲပေါ်လာတယ်မိမတယောက်တည်းနဲ့နင်းနဲ့ငါနဲ့ဆက်ဆံရင်အခုဒီလိုရုပ်သိမ်းလိုက်တော့မှာလား ဒါနဲ့ငါတို့ဇာတ်လမ်းပြီးတော့မှမဟုတ်တော့